ဒါဆိုပါကျွန်တော်ဒီဗီဒီယိုမှာကက်ကက်ဗီဒီယို editing software ကို laptop MacBook ထဲမှာဆောက်ဖို့မျိုးထုတ်လို့ဆိုတာထုတ်ပြတော့ဖြစ်ပါတယ်။ လက်ပြပါ browser တစ်ခုဝင်လိုက်ပါဘော Chrome ကဝင်လိုက်ပါ Chrome ကနေဝင်လိုက်ကေရ Chrome ရဲ့ Google ရဲ့ search bar မှာကက်ကက် web လိုလိုက်ပါကက်ကက် website ရောက်လို့ဖြစ်ပါတယ်။ညမှာကျွန်တော်တို့ကက်ကက် .com ထဲရောက်လို့ပါဟုတ်အမဒီဟောနှိုက်လိုက်ပါနှိုက်လိုက်ကေကျွန်တော်တို့ကက်ကက် website ထဲရောက်လို့ဖြစ်ပါတယ်ဒီကက်ကက် website ထဲမှာအဖက်ညာဖက်ထောက်မှာဒေါက်လောက်ဆိုပြီးပါပါတယ်ရန်ဒေါက်လောက်ကိုနှိုက်လိုက်ပါနှိုက်လိုက်ကေအဖက်မှာမျှရှင်နာမှာကျွန်တော်တို့ဒေါက်နေရဖြစ်ပါတယ်ဒေါက်လို့ပြီးလို့ဟာဆိုကေအမဒေါက်လို့ရောက်လက်ခနေရပါနော်စာနမသိမ်းထားလေရောက်ဖိုင်ကိုကျွန်တော်လာထားပါဖို့ဖိုင်တွေ့ကေဖိုင်ကိုတပိတ်ကလေးနဲ့ရှင်းနှိုက်လိုက်ပါMacBook ကနေပြီးအလုပ်30ဖိုက်ပါတယ်နော် open နှိုက်လိုက်ပါဟိုနေအမ Braro တန်းရှိ Bree လို့ဟင်းပါပေါ့ရာခိုင်နှုန်းနဲ့လေးပြနေပါတယ်ဆိုတော့ကျွန်တော်တို့ကက်ကက်ကိုထုံးနေရဆိုတော့ browser ဖိုက်ပါတယ်โอเคတရာခိုင်နှုန်းပေးလက်ခါကေကျွန်တော်တို့ကက်ကက် application ပွားလာဖို့ဖိုက်ပါတယ်